Okay ဒီတစ်ခါမှာတော့ကျွန်တော်တို့ global inverter နဲ့ flash battery လက်တင်ချိန်နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာ Okay ကျွန်တော် flash battery နဲ့ global inverter လေးလက်တင်ချိန်နည်းလေးပေါ့နော်ကျွန်တော်တို့ flash battery မှာတော့ကျွန်တော်တို့ 1.5 လေးကိုပုံပေးရပါမယ်ပြီးဆိုလို့ရှိရင်ပြင်တော့ကတော့ဒီဘက်ကွန်မွန်ပဲချမ်းပေါ်ကိုထည့်ပေးပါပြီးရင်ကျွန်တော်တို့ဘေးကောက်ဆောက်ဖွင့်ပေးပါပြီးရင်စီရတူရဲ့ clock ကိုတစ်ချက်ဖွင့်ပေးပါโอเคဒီမှာမီလေးစိမ့်သွားပြီပေါ့နော်69ရာခိုင်နှုန်းရှိပါတယ်အဲဆိုကျွန်တော်တို့ inverter ကိုစဖွင့်ပေးပါပြီးရင် inverter မှာကကျွန်တော်တို့ပြန်မဲ့ပေါက်ဆိုတဲ့ပေါက်လေးမှာထည့်ပေးရပါမယ်ကျွန်တော်တို့ပင်ကျိုးကတော့ inverter မှာ12ပင်ကျိုးဒီဘက်မှာ56ပင်ပေါ့နော်1နဲ့5နဲ့ကို join ပေး2နဲ့6နဲ့ကို join ပေးပေါ့နော်ဟုတ်ပြီကျွန်တော်တို့အဲ့ချိန်မှာကျွန်တော် setting ပြင်ပေးရမယ်ပေါ့နော် setting ပြင်မယ်ဆိုရင်အနောက်ခလုတ်ကိုကြာပြီးပြီးရင် down ခလုတ်နဲ့ setting number 5မှာလက်ပြန်ချင်းပေးရမယ်အနောက်တစ်ချက်နဲ့ကျွန်တော်ကိုလိုချင်တဲ့ရောက်ပြီဆိုရင် down ခလုတ်နဲ့ up ခလုတ်နဲ့ဖြစ်ဖြစ်ကိုချက်ထိုင်နဲ့နှိပ်လို့ရတယ် align လေးဖြစ်ပြီးဆိုရင်အနောက်တစ်ချက်နဲ့ပြီးရင်ကျွန်တော်တို့ကဒီမှာ 01 ဖြစ်နေရလေကျွန်တော်တို့ကိုကဘာ protocol နဲ့ပတ်ထားခြင်းလေပေါ့နော်အဲ့ဒီမှာက04လေးပြောင်းပြီပေါ့နော်ဆိုတော့ enter တစ်ချက်နဲ့ကိုလိုချင်တဲ့ရောက်ပြီဆို down key နဲ့ပြောင်းပြီးရင်အနာတစ်ချက်နဲ့ဒီကောင်လေးညင်သွားပြီဆိုမှဒါ confirm ဖြစ်တာပေါ့နော်ပြီးရင် screen နဲ့ပြန်ထွက်ပေးဒါဆိုရင်သူလက်တင်ချိန်နေပြီပေါ့နော်04နဲ့20နဲ့ပေါ်လိမ့်မယ်ဗျဟုတ်ဒါဆိုရင်ဘာစနစ်မပေါ်သေးဘူးပေါ့နော်ကျွန်တော်တို့ခဏလေးစောင့်ပေးပါသူလက်တင်ချိန်တဲ့ဟာလေးကိုအချိန်လေးကိုခဏလေးစောင့်ပေးပါနော်ကိုဟုတ်โอเคဒါဆို69ပေါ့နော်ဆောင်းနာပထမလည်း69ရာခိုင်နှုန်းရှိတယ်ဒါဆိုလက်ပြန်ချိန်ပြီးတော့ကြမ်းပြန်ဖြစ်တက်မှတ်လို့ရပါတယ်ဗျပြီးရင်ကျွန်တော် setting number 17ကိုသွားပေးပါသူ့ရဲ့ setting ကသူ့ရဲ့ default ပေါ့နော်ကျွန်တော်လက်တင်ချိန်လိုက်ပြီဆိုရင်သူ့ရဲ့ default ဒီ20ရာခိုင်နှုန်းဖြစ်သွားတယ်20ရာခိုင်နှုန်းဖြစ်သွားဆိုကျွန်တော်ကဘက်ထရီပေါ်မူတည်ပြီးတော့ဒါကိုချိန်ပေးပေါ့နော်အခုဘယ်လောက်လိုချင်လဲ30ထားချင်တာ40ထားချင်တာပေါ့နော်ဟုတ်ဒါပေမဲ့ကျွန်တော်ကလက်တင်ရဆိုလို့ရှိရင်သူ့ရဲ့ 10% ဒီဒါဘက်ထရီအကောင်းဆုံး rate အသွင်းနောက်ရပါပြီဟုတ်ကျွန်တော်ပြောင်းပေါ့နော်ကိုက30ထားချင်ရင်30 internet channel ပြီးကိုပြောင်းတင်နေရပြီဆိုရင်တောက်ကြီးနဲ့သွားပြီးရင် under ကို7နဲ့သွား00လောက်ပြီးဒါ confirm ဖြစ်သွားပြီပေါ့နော်ပြီးရင် screen နဲ့ထွက်ပြီးဒါဆိုတော့ဒီတင်ချင်းလေးရပါပြီဗျ